မင်္ဂလာပါချစ်ရေကျွန်တော်ငပိရေမစားရတာကြားလို့ဒီနေ့ငပိရေနဲ့သမီးစားပြပေးပါမယ်ငပိစားပြီဆိုရင်ငရုတ်တိမပါမဖြစ်ပါဒီနေ့ကျွန်တော်ငပိနဲ့စားဖို့အတွက်မိုးနဲ့သားလုံးလေးကြောထားပါတယ်တရက်တီတစ်ခွားတီမိုးကြောနဲ့ငပိရေနဲ့စားရတာရန်စားလို့ကြိုက်တယ်ကျွန်တော်သမီးစားပါတော့မယ်ဆက်ဆံငပိရေနဲ့ကျူးကျူးချင်းချင်းတရက်တီနဲ့စားလိုက်ရတာရန်စားလို့ကောင်းတယ်ဒီငပိရေကရန်စားလို့ကောင်းတယ်စားလို့ကောင်းတဲ့ငပိထဲမှာမှဒီငပိရေကပိုပြီးစားကောင်းတယ်ချစ်တို့ဒီငပိကိုစားချင်ရင် online မှာမှာစားလို့ရပါတယ်ဒီငပိရေရဲ့နာမည်ကအင်ချက်ငပိရေအင်ချက်ငပိရေက2မျိုးရှိပါတယ်ပစုံပါတဲ့တစ်မျိုးနဲ့ပစုံမပါတဲ့တစ်မျိုးချစ်တို့မှာစားရင်ပစုံပါတဲ့ဟာမှာစားလို့ကျွန်တော်ကြံပေးချင်ပါတယ်ဒီငပိရဲ့အရာသားကတခြားငပိရဲ့အရာသားနဲ့ကိုလုံးဝကိုမတူတာဒီငပိရဲ့အရာသားကငန်းငန်းဆက်ဆက်ပစုံအရာသားနဲ့အရန်ကိုစားကောင်းနေတာချစ်တို့ကျွန်တော်စကားကိုမယုံရင်ဝယ်စားကြည့်အဲ့ဒါမှသိမယ်ဒီငပိကတဝမှာတစ်ခါလောက်စားဖူးပြီးရင်လူဖြစ်အကျိုးနတ်ပြီလို့ကျွန်တော်ထင်ပါတယ်ချစ်တို့ကျွန်တော်စကားကိုကြားပြီးကျွန်တော်ကစောက်ဖို့တွေလို့ပြောနေပါလိမ့်မယ်ချစ်တို့ကျွန်တော်စကားကိုမယုံရင်တော့ဝယ်စားကြည့်အဲ့ဒါမှကျွန်တော်တကယ်ပြောနေတာကိုသိပါလိမ့်မယ်ကျွန်တော်ဗီဒီယိုကိုကြည့်ပေးတဲ့အတွက်ရန်ကျေးဇူးတင်ပါတယ်ချစ်သူရဲ့ကျေးဇူးပြုရဲ့ like နဲ့ comment လေးပေးတော့ပါဦးနော်